ဟုတ်ကဲ့ကိုမင်္ဂလာပါခင်ဗျာမင်္ဂလာပါအခုရေအခုဆိုရင်တောင်းပါမြင်နေမှာပေါ့နော်တကောင်ချင်းတွေလည်းကောက်ပြီးလို့ပြီးသွားပြီလို့ပြရတယ်အခုတော့တကောင်ချင်းကောက်ခဲ့တဲ့ဒီကိုတယောက်နေပြီပေါ့နော်ဘလို့ခက်ခဲမျိုးတွေနဲ့ကြုံလွှမ်းခဲ့ရတယ်ဆိုတာပြောပြပါအခက်အခဲအနေနဲ့တော့ဘာမှကြီးကြီးမားမရှိပါဘူးဒါပေမဲ့တချို့နေရာနဲ့နေရာမတူကျွန်တော်ဆိုလို့ရှိရင်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးဘာမှလည်းမေးသွားခြင်းလည်းမရှိဘူးပေါ့နော်အခြားမျိုးနယ်မှာတော့မသိဘူးကျွန်တော်တော့အဲ့လိုမျိုးမေးရမြင်နေမြင်လို့ဟုတ်ကဲ့ကိုကြီးဆီယမတွေရဲ့ဆက်ဆံရေးရောဘယ်လိုရှိတယ်လို့ကိုရန်ဆက်ဆံရေးကောင်းပါတယ်ဆီယမတွေကြီးကဆီယမတွေကိုသနာရဘာလို့နေဘူးရဲမှာလေသူတို့မှာချွေးနေချွေးနဲ့ကိုယ်ရင်ရောက်လို့ရှိရင်ကိုကတော့ဒီမှာအေးလေးပါလေးတော့တိုက်ရအောင်အေးလေးပါတိုက်နဲ့အဲ့လိုမျိုးတော့ဆီယမရခေါ်ယူပါတယ်ပထမကတကောင်ချင်းကောက်မယ်ဆိုတာဒီပေါ့နော်ပြည်သူတွေကရန်အောင်ကြောက်ကြတယ်ဒီပညာပဲဟိုပါနေတယ်ပြီးသွားတယ်ဆိုတော့အခုဘယ်လိုမျိုးများမှတ်တယ်ဒါအရင်ဆိုရင်တွေ့ထားရင်တော့ဒါအရင်တွေ့ထားရင်တော့ဒါခက်တယ်လို့ထင်ပါပဲလေပေါ်ပါလေးပဲသူမေးရဖြေလိုက်မယ်ဆိုရင်တော့ဘာမှဆွေးနွေးရတော့မရှိပါဘူးကျေးဇူးပါကိုနေတဲ့ရက်ွက်လေးနဲ့နာမည်လည်းပြောပြပါကျွန်တော်နေတာကမယန်းကုန်းမြို့နယ်ပါအောင်သိတော်ပြီ